chakra တွေကိုနားလည်ခြင်းဟာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနားလည်ပေးခြင်းဖြစ်တယ် chakra တွေဆိုတာကဏ္ဍတို့ခန္ဓာကိုယ်မှာရှိတဲ့စွမ်းအင် point တွေဖြစ်တယ်ကဏ္ဍတို့ရဲ့ခန္ဓာကိုယ်က energy တွေတောက်လျှောက် universe ကနေတောက်လျှောက် flow ဖြစ်နေတယ်ဒါတည်ရှိမှုဖြစ်တယ်ပေါ့နော် everything's energy အရာအားလုံးက energy တွေဖြစ်တယ်ဒီ energy တွေထဲမှာတောင်မှကဏ္ဍတို့ခန္ဓာကိုယ်မှာဒီနားမှာဆိုရင် crown chakra ဒီနားမှာဆိုရင် third eye chakra ဒီနားမှာဆိုရင် throat chakra ဒီနားမှာဆိုရင် heart chakra ဒီနားမှာဆို solar chakra ဒီနားမှာဆိုရင် sacral chakra ဟိုအောက်နာကမင်းညောင်ယုံမှာဆိုရင် root chakra ဆိုပြီးတော့မှကဏ္ဍတို့အခြေခံ chakra ခုနှစ်ခုရှိတယ်ဒီ chakra စွမ်းအင် point တွေအကြောင်းကိုသေချာသိပြီးတော့မှဒီစွမ်းအင် point တွေကကိုယ့်ဘဝမှာဘယ်လိုတက်ရောက်နေတယ်လဲကိုယ့်ရဲ့ emotion စိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်တယ်လဲဒီ crown chakra ကဘာအတွက်လဲတက်အိုင်ဘာညာဒီ chakra တွေအားလုံးကဘာတွေကိုကိုစားပြုပြီးဘယ်လိုအလုပ်လုပ်ပြီးဘယ်လိုစွမ်းအင်တွေပေးနေရလဲဆိုတာကိုကက်တလီနာတို့သိထားဖို့လိုတယ်ဒါကကိုသိရှိခြင်းကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသိရှိခြင်းဖြစ်တယ်ဒါကြောင့်မလို့ကက်တလီနာတို့ငယ်ငယ်လေးကတည်းကဒီ chakra တွေအားလုံးကကနောက်ရခဲ့တဲ့စိတ်တရားတွေကနောက်တွေးကြုံရတဲ့သင်ခန်းစာတွေဘဝအခြေအနေတွေကြောင့်မို့လို့တချို့ chakra တွေကပိတ်မိသွားတတ်တယ်ဒီ chakra တွေပိတ်မိသွားတဲ့အော်မူတည်ပြီးတော့မှအဲ့ဒီလူကလည်းပုံစံတွေပြောင်းသွားတတ်တယ်အဲ့တော့ chakra တွေအကြောင်းကိုနားလည်သွားပြီဆိုတာနဲ့ငါကဒီလိုဖြစ်နေတာဒီ chakra ပိတ်နေလို့ပါလားဒီ chakra block ဖြစ်နေတာလေးကိုငါဒီ chakra လေးအတွက်ဂရုစိုက်ပြီးတော့ငါဘယ်လိုလေးတွေပြုပြင်မယ်ငါဘယ်လိုလေးတွေနေထိုင်မယ်ငါဘယ်လိုလေးတွေ meditation လုပ်မယ်ငါကိုငါဘယ်လို chakra healing လုပ်မယ်ဆိုတာလေးကိုသိသွားပြီဆိုတာနဲ့သင်ဟာဘဝမှာချီကုတ်တစ်ခုကိုတုံးလိုက်တယ်လို့ပဲသင်ဘဝကအများကြီးမြတ်ဆဆလွယ်ကူ energy ဘိုင်းစာမှာပြောင်းလဲသွားလိမ့်မယ် everything's energy လို့ကက်တလီနာပြောတယ်လို့ပဲ energy ကပြောင်းသွားခဲ့မယ်ဆိုရင်သင်ဘဝက0ကနေ100ဖြစ်နိုင်တယ်ဒါကအရာအလုံးက energy နဲ့ဖွဲ့စည်းကြတာဖြစ်တဲ့အတွက်သင်ရဲ့ energy တစ်ချက်ပြောင်းလိုက်ရုံကသင်ဘဝတစ်ခုလုံးကိုထပ်လဲပြောင်းလဲသွားစေနိုင်တယ်ဒါကြောင့်မို့လို့ကက်တလီနာက chakra တွေအကြောင်းကိုအများကြီးသင်ပြပါမယ်chakra တွေအကြောင်းကိုပိုသိချင်တယ်ဆိုရင်ကက်တလီနာအခုလာမယ်ဖေဖော်ဝါရီ14ရက်နေ့ကနေ20ရက်နေ့အထိ9ရက်တိတိပြုလုပ်ပေးသွားမယ်7 day chakra challenge ရှိပါတယ်ဝင်ကြီး1000ပဲတောင်းထားတာဖြစ်ပြီးတော့မှလူအယောက်200အထိပဲလက်ခံမယ်ကက်တလီနာတို့မနက်တိုင်းမှာ zone session နဲ့ root ကနေဟိုထိတ်ဆုံး chakra crown အထိနေ့စဉ် chakra တစ်ခုချင်းစီကို healing ပြုလုပ်သွားမှာဖြစ်တယ်သင်ကဒီ challenge တွေမှာပါဝင်ချင်တယ်ဆိုရင်တော့7 chakra လို့ comment မှာရေးခဲ့ပါဒါမှမဟုတ် message မှာ7 chakra လို့လာပို့ထားနိုင်ပါပြီကက်တလီနာဖြစ်ပါရှင်